အခုလက်တွေကဖုန်းကမြန်မာကို official ဝင်တဲ့ဖုန်းတွေထဲမှာ battery size အကြီးဆုံးပဲဖုန်းရဲ့ပုံစံကိုကြည့်ပြီးခံမှန်းလိုက်တယ်ဆိုရင်တော့မှန်ပါတယ် Honor ရဲ့ဖုန်းအသစ် X90 5G ပါ X90 မှာတိုးတက်လာတဲ့အပိုင်းတွေကအကျန်းခံမှုအပိုင်းနဲ့ဒီဇိုင်းပိုင်းလို့ပြောရမယ် Signature ဖြစ်တဲ့ Classic Mid-range Design က X90 မှာဆိုရင်ကြည့်ရတာအတော်လေးကိုမိုက်သွားပြီသူကဗျာ Rolex နာရီတွေရဲ့ဆက်သွားပုံစံကိုဖုန်းရဲ့ကင်မရာရင်းမှာထည့်ပေးလိုက်တာမျိုးပေါ့ကြည့်ရတာအတော်လေးအထာကျသွားတယ်ဒီဇိုင်းပိုင်းမှာဆိုရင်တော့ဘက်ထရီက 8300 mAh ဆိုတော့ဗျာဖုန်းကထူးမဲ့ထင်တာဒါပေမဲ့ 7.76mm အထူပဲရှိတယ်အခုလိုပါတာကသူ့မှာသုံးထားတဲ့ Honor ရဲ့ Silicon Carbon battery တွေက energy density အရင်မြင့်လာပြီးတော့ site သေးနဲ့ battery ပမာဏများများကိုဆန့်လာတာကြောင့်ပါအကျန်းကမှုပိုင်းကိုပြောရမယ်ဆိုရင်တော့ Honor က triple resistant လို့ပြောထားတယ်သူကပြုတ်ကြမလား 2.5 mီတာအထိပြုတ်ကြမယ်ဆိုရင်တော့ဖုန်းက AC ပဲရေဆိုခံမှုအတွက်လား smartphone တစ်လုံးအတွက်အမြင့်ဆုံးဖြစ်တဲ့ IPX9K rating ရအောင်တိစောက်ထားတယ်ဖုန်းနဲ့ခံနိုင်မှုအတွက်ကိုလည်း IPCX rating ကိုရထားသေးတယ် Honor ကဗျာလူတိုင်းမိနေကြမယ့် hardware တစ်ခုကိုလည်းဒီ X90 မှာဖြည့်ပေးထားတယ်ကျွန်တော်တို့ကအကျန်းခံတဲ့ဖုန်းတွေကိုစမ်းလိုက်ပြီဆိုလို့ရှိရင်ပြစ်ချလိုက်မယ်မကွဲသွားဘူးဒါဆိုရင်ပြီးပြီလို့တွက်ကြတာပေါ့တကယ်တော့အခက်မသိလို့ရှိရင်ဖုန်းတွေရဲ့အတွင်းမှာကအစိပ်ပိုင်းတွေကပြင်းထန်တဲ့တုံ့ပြန်မှုတွေကြောင့်ထိခိုက်တတ်တယ်ဒီအတွက် Honor ရဲ့အဖြေကတော့ဗျာ406ခုနှစ်ပြုတ်ကျတံကိုခံနိုင်မဲ့တိစောက်ပုံကို X90 မှာသုံးပေးလိုက်တယ်အဓိကအချက်ကတော့ဗျာဖုန်းရဲ့အတွင်းဘက်ကိုဒီပြင်းထန်တဲ့တုံ့ပြန်မှုတွေကိုခံနိုင်ရရှိမဲ့ short absorber တွေထည့်ပေးလိုက်တယ်ဖုန်းရဲ့ middle frame ကိုလည်းဒီပြင်းထန်တဲ့တုံ့ပြန်မှုကို short ချပေးနိုင်တဲ့ short absorbing frame ဖြစ်အောင်လုပ်ပေးလိုက်တယ်ဆိုတော့ဗျာဖုန်းကအမြင့်ကနေပြုတ်ကျမယ်ဆိုရင်လည်းအတွင်းဘက်ကအစိပ်ပိုင်းတွေကမထိမိတော့ဘူးပေါ့ဒီလိုတိစောက်မှုကိုစမ်းသပ်တဲ့အခါမှာဆိုရင်တော့ SCI ရဲ့ Premium Performance Triple Resistant နဲ့ 5 star rate တွေနှစ်ခုလုံးကိုရထားတဲ့ပထမဆုံးဖုန်းဖြစ်သွားပါတယ်X90 ကဗျာဒီတလောကမှဒီအမြင့်6မီတာကနေပြုတ်ကျတာတော့မှမကွဲတဲ့ကမ္ဘာပထမဆုံးဖုန်းဆိုပြီးတော့လေ Greenix စင်ကြီးချိုးထားသေးတယ်ဒီဖုန်းရဲ့ရှေ့ဘက်မှန်မှာဆိုရင်တော့ Gorilla Glass Faded 2ကိုသုံးမိထားပြီးတော့ကြောဘက်ကကင်မရာရင်းမှာဆိုလို့ရှိရင်တော့ Gorilla Glass 7i ကိုသုံးမိထားတယ်ဒီ front display ပိုင်းကတော့ဗျာဒီဈေးထဲမှာဆိုလို့ရှိရင် X90 ကအားအရဆုံးပဲတခြားတော့မဟုတ်ဘူး bezel တွေကအတော်လေးကိုပါပြီးတော့ကြည့်လို့ကောင်းတယ် screen to body ratio က 94.6% အထိရထားတယ် X90 ရဲ့ OLED panel မှာထူးခြားမှုကိုဆိုလို့ရှိရင်တော့ဒီတမန်ထက်တက်တန်းကြပိုခံအောင်ပိုကောင်းတဲ့ material ကိုသုံးပေးထားတယ် Honor ကတော့ဗျာသူတို့ကဒါမျိုးကိုပထမဆုံးစသုံးတာလို့ပြောတယ်အားသာချက်တွေဆိုလို့ရှိရင်တော့ depth pixel ဖြစ်တာတွေ band ဖြစ်တာတွေနည်းသွားမယ်ပေါ့ဒီဖုန်းကိုကြာသုံးတဲ့အခါမှာမျက်စိညောင်းတာတွေတက်တာဖို့ကိုလည်း software အနေနဲ့ iComfort setting ဆိုတာပါဝင်မယ် hardware အနေနဲ့ဆိုလို့ရှိရင်တော့ပုံမြင့်တဲ့ dimming စနစ်နဲ့ blue light short ချပေးတာတွေကိုထည့်ပေးထားတယ် spec တွေကိုသိချင်တဲ့သူတွေအတွက်စက်ကြည့်ကြတာပေါ့ Snapdragon 6Gen4 ကိုအပူစွန့်မှုကောင်းတဲ့ Viber Chamber နဲ့တွဲပြီးတော့သုံးပေးထားတယ်နောက်ပြီးတော့ဗျာဒီ performance ကို AI နဲ့ optimize လုပ်ပြီးတော့ဒန်းတူချစ်ဆက်တွေထက် performance ပိုထွက်အောင်လုပ်ပေးထားတဲ့စနစ်တွေထည့်ပေးထားတယ်လို့လည်း Honor ကပြောပါတယ် audio ဘိုင်းမှာဆိုရင်တော့ stereo speaker ဖြစ်မယ် gamer တွေကတော့ battery နဲ့ performance ကိုတော့သဘောကျကြမှာအမှန်ပဲ battery က 8300 mAh ဆိုတော့3ရက်လောက်ကို AC အသုံးခံနိုင်မယ်ဆိုတော့ power bank တောင်လုံးဝမဟုတ်ဘူးအားပြည့်သွင်းမှုအတော့ကဆိုလို့ရှိရင်လည်း 66W fast charging ကိုထည့်ပေးထားသေးတယ်နောက်တစ်ခုကဗျာဒီအားခန့်တဲ့ဖုန်းဖြစ်နေတာကိုမှဒီ bypass charging ဆိုပြီးတော့အားသွင်းသုံးနိုင်တဲ့စနစ်ကိုလည်းထည့်ပေးထားပါသေးတယ်ကင်မရာဘိုင်းမှာဆိုရင်တော့ main နဲ့ ultra wide ပါဝင်မယ်108 megapixel main camera ကတော့ point and shoot တွေမှာဆိုလို့ရှိရင်တော့ average အနေထားပဲselfie ကတော့16 megapixel ကိုထည့်ပေးထားပါတယ်ဒီ X90 က AI ဘိုင်းကိုလည်းပြောလို့ကောင်းတဲ့ဖုန်းတစ်လုံးပဲကင်မရာနဲ့သက်ဆိုင်တဲ့ feature တွေနဲ့ဆိုရင်ပုံတွေကိုကြည့်အောင်လုပ်ပေးတာပုံတွေကမလိုတာတွေကိုဖြတ်ပေးတာဒီပုံတွေက object တွေကို resize လုပ်တာတွေအပြင်ကိုမှပုံတွေကို extend လုပ်နိုင်တဲ့စနစ်တွေအကုန်ထည့်ပေးထားတယ် productivity ဘိုင်းအတွက်ဆိုလို့ရှိရင်တော့ဒီ writing tools တွေသုံးနိုင်တာအပြင်ကိုမှ face to face ဘာသာပြန်တာတွေ subtitle ထိုးပေးတဲ့စနစ်တွေကအစားအကုန်ထည့်ပေးထားပါတယ်ဒါအပြင်ကိုမှဒီ Gemini ကိုတစ်ခါလေးပေါင်းထည့်ပေးတာတော့ Site to Search နဲ့ Gemini Live စနစ်တွေကအစားသုံးနိုင်သွားတယ်လက်ရှိမှာဆိုရင်တော့ Honor X90 က Magic OS 9နဲ့လာမှာဖြစ်ပြီးတော့ Magic OS 10 update ကလည်းမကြာခင်ရတော့မယ်လို့ဆိုပါတယ် Okay ဆိုတော့ပြောခဲ့တာတွေကလည်းဒီ X90 အတွက်ဆိုလို့ရှိရင်အတော်လေးစုံနေပါပြီ Official phone ဆိုတော့ထူးခြားမှုတွေဆိုလို့ရှိရင်တော့ဒီ pre-order မှာမယ်ဆိုရင်က2 year warranty ရမယ် power bank gift တစ်ခုထပ်ရမယ်ဒါအပြင်ကမှဗျာဒီရက်180အတွင်းဖုန်းမှန်အခမဲ့တစ်ချိန်လေးတဲ့ကွင်းလည်းပေးမယ်လို့ပြောတယ် pre-order ကာလမှာဆိုရင်တော့ဒီ February လ3ရက်နေ့ကနေပြီးတော့9ရက်နေ့ဖြစ်ပြီးတော့ဒီအရေးအတွက်ကလည်းကတ်သက်ထားတယ်လို့ပြောပါတယ် X90 ကတော့ဗျာသူ့ရဲ့ဈေးတန်းမှာဆိုလို့ရှိရင်အကျန်းခံရမယ်ဒီဇိုင်းပိုင်းရမယ် performance လေးကလည်းကောင်းအောင်မဆိုတဲ့သူတွေကတော့သဘောကျမဲ့ဖုန်းဖြစ်မယ်လို့ပြောရပါမယ်